ပရိသတ်များအားလုံးပဲမင်္ဂလာခင်ဗျာကျွန်တော်တို့ရဲ့ရှင်းဖိုက်တာလေးဂျိုရှွာဘန်ကတော့ UFC ရဲ့အဆင့်ရက်တည်မှုမှာအဆင့်30စီကိုတက်လှမ်းရောက်ရှိသွားခဲ့ပြီဖြစ်ပါတယ်ခင်ဗျာ UFC ကအသစ်ထုတ်ပြန်လိုက်တဲ့ ranking ရက်တည်မှုမှာဂျိုရှွာဘန်ဟာဘရာဇီးဖိုက်တာကိုအနိုင်ရပြီးတဲ့နောက်အဆင့်4ဆင့်မြင့်တက်သွားခဲ့တာဖြစ်ပါတယ်အစောပိုင်းကဂျိုရှွာဘန်ကအဆင့်14မှာရက်တည်နေတာပါအခုတော့အဆင့်30နေရာကိုရောက်လာခဲ့ခင်ဗျာပြီးတော့လာမယ့်ဇွန်လ28ရက်နေ့ဒါအမေရိကန်စံတော်ချိန်ရ28ရက်ပေါ့လေမြန်မာစံတော်ချိန်ရဆိုရင်တော့29ရက်နေ့မနက်ပိုင်းမှာဂျိုရှွာဘန်ကပွဲထက်ရထားပါတယ်ခင်ဗျလေ့ကျင့်ပြင်ဆင်ချိန်18ရက်လောက်ပဲရပြီးတော့သူပွဲထိုးရမှာပေါ့လေဒါပေမဲ့ရှေ့ကဘရာဇီးဖိုက်တာနဲ့ထိုးတဲ့ပွဲမှာသူ့အနေနဲ့ဒဏ်ရာပြဿနာလုံးဝမရှိခဲ့တာကြောင့်ဒီပွဲကိုထိုးနိုင်မယ်အကောင်းဆုံးပုံစံကိုထုတ်ပြနိုင်လိမ့်မယ်လို့ယုံကြည်တာကြောင့်လက်ခံလိုက်တာဖြစ်တယ်ဆိုပြီးတော့ဂျိုရှွာဘန်ကပြောထားတယ်ခင်ဗျဂျိုရှွာဘန်ကဒီချိန်မှာတော့ ranking 1 fighter Ryback နဲ့ထိုးရမှာပါဒါကြောင့်လဲ Ryback နဲ့ပွဲကိုအကောင်းဆုံးပုံစံသာထုတ်ပြနိုင်ခဲ့ရင်ဂျိုရှွာဘန်ဟာ ranking ပိုင်းဆိုင်ရာထပ်ပြီးတော့မြင့်တက်လာဖို့ရှိနေပါတယ် Ryback ကလည်းအစောပိုင်းကသူ့ကို ranking 6က Manakich နဲ့ပွဲတယ်ပေးထားတာလေအဲ့တော့ Manakich နဲ့ပွဲတယ်ပေးထားတဲ့အခုဂျိုရှွာဘန်နဲ့ပွဲတယ်ပေးလိုက်တဲ့ပွဲကပရိသတ်တွေရဲ့စိတ်ဝင်စားမှုကိုပိုပြီးမြင့်တက်စေလိမ့်မယ်လို့ထုတ်ဖော်ခံသွားခဲ့တယ်ခင်ဗျဒါပေမဲ့သူ့ဘက်ကတော့လုံးဝအားရှော့မှာမဟုတ်ဘူးဂျိုရှွာဘန်ကိုအနိုင်ပြဖို့အလုံးစုံပြင်ဆင်ထားတယ်ဆိုပြီးတော့လဲ Ryback ကပြောထားတယ်ဂျိုရှွာဘန်ဟာဘရာဇီးဖိုက်တာကိုနိုင်ခဲ့ပြီးတဲ့နောက်သူတခုထုတ်ပြောခဲ့တယ်ဖြစ်နိုင်မယ်ဆိုရင်စက်တင်ဘာလ23ရက်နေ့မှာ Texas မှာပွဲထိုးဖို့ရှိတယ်အဲ့ပွဲမှာ ranking 2နေရာကမိုအီနိုနဲ့သူ့ကိုပွဲတည်ပေးပါလားဆိုပြီးတော့ UFC ကိုတောင်းဆိုခဲ့တယ်အခုတော့ ranking 2နေရာ fighter မဟုတ်တော့ပါဘူး ranking 1နေရာ fighter ကိုဂျိုရှွာဘန်ရင်ဆိုင်ခွင့်ရသွားခဲ့ပါပြီ Ryback ဟာဂျိုရှွာဘန်အရင်တွေ့ကြပါတယ်ဆိုတဲ့ ranking 2နေရာမိုအီနိုနဲ့ပွဲထိုးဘူးလေခင်ဗျသုံးနေပွဲမှာ Ryback တပွဲနိုင်တယ်မိုအီနိုတပွဲနိုင်ထားတယ်ပြီးတော့ Ryback ကိုဂျိုရှွာဘန်သတိထားမှာကသူကအရင်မြင့်တဲ့ fighter တယောက်ဖြစ်တယ်အရာအဖြစ်9ပေ6လက်မှတော့ရှိတယ်ဂျိုရှွာဘန်တက်ဆို4လက်မှပို့ပြီးတော့မြင့်တယ်ခင်ဗျဒါဟာဂျိုရှွာဘန်အတွက်စင်ခေါ်မှုဖြစ်လာမှာပါ Ryback ဟာစုစုပေါင်းပွဲစဉ်24ပွဲထိုးပြီးပြီ18ပွဲနိုင်တယ်9ပွဲရှုံးထားတယ်ပေါ့လေဂျိုရှွာဘန်အနေနဲ့အခုလိုရက်နီးနီးကက်ကက်မှာထိုးရတာဖြစ်တဲ့အတွက်ပုံစံကောင်းရနိုင်ပါမလားဆိုတာကိုတော့ကျွန်တော်တို့စိုးရိမ်မိတယ်အဲ့ဒါလွဲရင်တော့သူ့အနေနဲ့အကောင်းဆုံးပုံစံတစ်ခုနဲ့အကောင်းဆုံးကြိုးစားအားထုတ်မှုနဲ့လာမယ်ဆိုတော့ယုံကြည်ရပြအခုလို ranking ပိုင်းဆိုင်ရာလည်းမြင့်တက်လာပြီဆိုတော့ Ryback နဲ့ထိုးမဲ့ပွဲဟာသူ့အတွက်ထိုးကြည့်ကြိုးခံစားခွင့်မြင့်တက်မဲ့ပွဲဖြစ်လာပါလိမ့်မယ်ပြီးတော့ Ryback ကိုသာအနိုင်ရနိုင်မယ်ဆိုရင်တော့ဂျိုရှွာဘန်ဟာတကယ်ထိပ်တန်းအဆင့် fighter တွေအကျိုးခံစားခွင့်ရတယ်ထိုးကြည့်နီးပါးရလာလိမ့်မယ်ပြီးတော့ရွှေကပတ်စိန်ခေါ်ခွင့်ကိုပါတခါတည်းရသွားနိုင်ပါတယ်ခင်ဗျဒီတော့ဂျိုရှွာဘန်ဟာလက်ရှိမှာတော့ကံကောင်းမှုတွေထပ်ဆင့်ပြီးထပ်ဆင့်ဇက်တိုက်ဆိုလိုရရှိနေပါတယ်အခုလဲ ranking ရက်ဒီမှုမှာအဆင့်30နေရာကိုရောက်ရှိပြီးတော့ထိုးကြည့်ကြိုးခံစားခွင့်လည်းမြင့်တက်လာပြီဆိုတာပြည်သက်တွေသိရှိအောင်ပြောပြပေးလိုက်ပါတယ်ခင်ဗျကြည့်ရှုအားပေးတဲ့ပြည်သက်အားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျ